ဟုတ်ပါဗျာ ဒီမှာရှင်းအောင်လဲရဟုတ်လားအသေးချောင်းဟောကြီး ဟုတ်ပါဗျာအမှန်ပဲဒီချက်မှန်တော့ဘာမှမရှိ စစ် ဒီချက်မှန်တော့ဘာမှမရှိ အမှန်ပေါ့ကိုကြီးကရှူရီပါများတင်တယ်ဟမ်ဒီမှာအဝါရောင်ရောင်တွေ့ရနော် ဆရာဦးဒီအတူနဲ့လို့တော့ ဒီမှာဒါရွှေရဲတူလေ ရှိရောဟမ် ဒါလေကဘုန်းကြီးကထူတာပေါ့ဒါလေကားဆိုတာလေကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကဟိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှီဟောင်းသူသေသနာလို့ဖော်တော့မှပဲသိအောင်ပေါ့နန်းဆောင်တိတိဟိုမှာလည်းရှိသေးဒါတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှီဟောင်းသူသေသနာခေါ်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘယ်တော့တည်းကတော့ဒီဟာလေးကိုအစားဆုံးလေးတော့ပေါ်တာလေးတော့ရိုက်ပြမှာပေါ့ပေါ်ရဲအခွက်မှာရှိဒါမိဖို့ကြောင့်နေတာမင်းလေးဟုတ်ဒါ